ဒီတတော်ရီနဲ့တွေ့ရင်အစိတ်ပြင်းလာပါတယ်ဆိုတဲ့မွေကြီးတွေတောင်မှပြပြဝက်သွားစေနိုင်တယ်။မင်္ဂလာပါပြည်သက်ကြီးတို့ရေမွေဆိုတဲ့တတော်ကအစိတ်ပြင်းပြီးတော့လူသားတွေအတွက်အန္တရာယ်အများဆုံးပါပဲ။အလွန်လှေပါပြီဆိုတဲ့ကြောင်တွေခွေးတွေတောင်မှမွေနဲ့တွေ့ရင်လက်မြောက်အရှုံးပေးကြရတာကြီးပါပဲ။ဒါပေမဲ့မွေဟာတတော်တိုင်းကြောက်ရတဲ့အကောင်တော့မဟုတ်ပါဘူး။သူကိုနိုင်တဲ့ကောင်လေးရှိပါသေးတယ်။မွေပါလို့ပြောလိုက်ရင်မွေကိုနိုင်နေဆိုတာမိတ်ဆွေတို့သိပြီးကြမှာပါ။ယနေ့မှာတော့မွေပါဟာမွေတကောင်ကိုဘယ်လိုမျိုးဘဝနေကောင်းချုပ်ပေးလဲဆိုတာနဲ့မွေပါအပြင်မွေကိုနိုင်တဲ့တခြားတတော်တွေရဲ့အကြောင်းကိုလည်းမျှဝေပေးတော့မှာဖြစ်လို့ဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးကြပါဦး။တစ်ဆက်တည်းမှာပဲကျွန်တော်တို့ရဲ့ channel လေးမှာအခုလိုစိတ်ဝင်စားစရာကောင်းတဲ့အကြောင်းအရာများကိုပြည့်တဲ့များအတွက်အများကြီးလိုတဲ့ sub ပေးတော့မှာဖြစ်တာကြောင့် like and subscribe လုပ်ထားဖို့လေးတောင်းဆိုလိုက်ရပါတယ်ဗျာ။မွေပါဆိုတဲ့တတော်ကတော့အလွန်လျင်မြန်ဖြစ်လက်ပြီးတော့ညနေညနေများတဲ့ကောင်းပဲဖြစ်ပါတယ်။သူ့မှာတဘာဝကဖန်တီးပေးထားတဲ့ဘယ်တတော်နဲ့မှမတူတဲ့ပါရမီတွေပါရှိတာပဲဖြစ်ပါတယ်။သူတို့ရဲ့တဘာဝကဘသူကမှလည်းဒုက္ခမပေးသလိုသူတို့ကိုလာထီရင်လည်းသီးခံတတ်တဲ့ကောင်းတွေမဟုတ်ပါဘူး။သူတို့ရဲ့အမြဲတမ်းရန်သူကတော့မွေတွေပါပဲ။မွေပါတွေကမွေဆိုဘာမွေပဲဖြစ်ဖြစ်နိုင်တာဖြစ်ပါတယ်။တကယ်တော့မွေပါတွေရဲ့ခန္ဓာကိုယ်မှာသိစီနိုင်တဲ့အစိတ်တွေလည်းပါရှိတာမဟုတ်ပါဘူး။သူတို့ရဲ့အဓိကလက်နက်ကအုံတော်ညံရည်ထက်မြက်မှုပဲဖြစ်ပါတယ်။သူတို့ဟာမွေတွေနဲ့တိုက်ခိုက်တဲ့အခါမှာအပေါ်စီးအနေထားရောက်ပြီဆိုတာတေချာမှမွေရဲ့ခေါင်းတက်တဲ့ကိုကိုက်ချလိုက်တာဖြစ်ပါတယ်။အဲ့ဒီသူတို့ရဲ့ခြုံထက်လာတဲ့သွားတွေနဲ့ကိုက်ချက်ကြောင့်မွေတွေဟာချက်ချင်းသေးရင်သေးမသေးရင်လည်းအဲ့ဒီတန်ကိုအလူးလင်ခံရပြီးတော့တေးကြရတာများပါတယ်။သူတို့ကိုရုံမွေပေါက်တာမခံရဘူးလားဆိုရင်ခံရပါတယ်။ဒါပေမဲ့သူတို့ရဲ့ကိုယ်ပေါ်ကထူထပ်လာတဲ့အမွေတွေနဲ့ပျော်ပြောင်းလာတဲ့အရေးပြားကြောင့်မွေပေါက်ခံရပေမဲ့လည်းသူတို့ခန္ဓာကိုယ်အတွက်ဆူဆူရွရွကြီးဖြစ်မသွားပါဘူး။ကုတ်ရချေရလောက်ကလေးသာကြမ်းခဲ့တာဖြစ်ပါတယ်။ဒါကြောင့်လဲ Rudyard Kipling ရဲ့အောင်မြင်တဲ့ကာတွန်းပုံပြင်တစ်ပုဒ်ဖြစ်တဲ့ Ricky Tikki Tavi မှာလိမ္မာလာတဲ့မွေပါကလေးဟာသူသခင်မိသားစုတစ်ခုလုံးကိုမွေဟောက်ရန်ကနေကာဝယ်ပေးနိုင်ခဲ့တာပဲဖြစ်ပါတယ်။ဒီပုံပြင်ဟာစိတ်ကူးရင်သက်သက်တော့မဟုတ်ပါဘူး။လက်တွေသဘာဝနဲ့ချိတ်ဆက်ပြီးတော့ရိုက်ကူးထားတာဖြစ်ပါတယ်။လင်းယုံငှက်တွေကတော့မျက်စိအလွန်လင်းတဲ့ကောင်တွေပဲဖြစ်ပါတယ်။သူတို့ဟာသားကောင်ကိုရှာဖွေတဲ့နေရာမှာအင်မတန်ကျွမ်းကျင်ကြတာဖြစ်ပါတယ်။သူတို့ဟာလည်းပဲမွေတွေကိုအထူးပြင်မှတ်ထားတာပါ။လင်းယုံတွေဟာတစ်ပင်အမြင့်ကြီးပေါ်ကနေပြီးတော့တစ်ချက်မှမလုပ်ပဲသားကောင်ကိုတိတ်တဆိတ်ချောင်းလေးရှိပါတယ်။အဲဒီချိန်သူတို့ရှိမှဘာလေးပဲလှုပ်လို့တတိမမွားလေးကအစာမြင်ကြပါတယ်။ဘယ်လောက်ပဲခြုံပုတ်တွေနဲ့အုပ်နေပါသေးသူတို့ရဲ့အမြင်အာရုံကသားကောင်ကိုရှင်းရှင်းလင်းလင်းမြင်တွေ့နိုင်ကြပါတယ်။တွေ့ပြီဆိုရင်တော့အပေါ်ကနေတဟုန်ထိုးဆင်းသက်လာပြီးတော့သူတို့ရဲ့တမ်းမာလာတဲ့ခြေသေးကြီးတွေနဲ့မွေကိုမရွေးရှားနိုင်အောင်ကုတ်ယူပြီးတော့အဝေးကိုချီးသွားတာပဲဖြစ်ပါတယ်။ပြီးရင်တော့တိုက်ခိုက်တဲ့အခါမှာခက်ဝေးဝေးကနေရင်ဝဲပြီးတော့အခြေအနေပေးပြီးဆိုမှနှုတ်သီးနဲ့ကိုက်ဖောက်ထိုးသွင်းကြတာပါ။သူတို့ကတိုက်ခိုက်တဲ့အခါမှာခြေသေးကြီးတွေနဲ့နှုတ်သီးကိုသာအားကိုးကြတာဖြစ်ပြီးတော့သူတို့ရဲ့ခြေသေးတွေပေါ်မှာလည်းတဘာဝတန်ချက်ကာတွေပါရှိတာဖြစ်ပါတယ်။ဒါကြောင့်မွေပေါက်ရင်တော့မှသူတို့ကိုယ်တည်းကိုအစိတ်မရောက်နိုင်ပါဘူး။တကယ်တော့လင်းယုံငှက်တွေကမွေနဲ့တိုက်ခိုက်တဲ့အခါမွေပေါက်ခံရတာလည်းနေပါတယ်။ဘာကြောင့်လဲဆိုတော့သူတို့ရဲ့တိုက်ခိုက်တဲ့ဗျူဟာကရန်သူကိုအချိန်ပေးပြီးတော့စောင့်ကြည့်ကအားနေတဲ့အချိန်ရောက်မှအပေါ်စီးကနေထိုးနေတာဖြစ်လို့ပါပဲ။လင်းယုံငှက်တွေဟာသားကောင်တစ်ကောင်ကိုလိုက်ရင်သိပြီးတော့မလောကြပါဘူး။ဒါအပြင်ရန်သူဘက်ကနေသူတို့အပေါ်ကိုတိုက်ခိုက်ဖို့လေအခွင့်အရေးပေးလိမ့်မရှိပါဘူး။နောက်ဆုံးမှာတော့သူတို့ရဲ့ဇွဲသက်တီနဲ့ဖြက်လက်မှုတို့ပေါင်းဆက်ပြီးတော့သားကောင်တွေကိုအနိုင်ရရှိတာဖြစ်ပါတယ်။လင်းယုံတွေရဲ့အမဲလိုက်တဲ့ပုံစံကတော့ရိုးရှင်းပြီးတော့စမတ်ကြလွန်လာပါတယ်။ဒါတွေဟာတကယ်တော့တရဝါတွေရဲ့အတူတကွဆင်ကဲပြောင်းလဲမှုဖြစ်စဉ်ကိုဖော်ပြပေးနေတာပဲဖြစ်ပါတယ်။မိုးတွေတဖြည်းဖြည်းအစိပ်ပြင်းလာတာနဲ့မျှသူတို့ကိုနိုင်တဲ့တရဝါတွေရဲ့ခန္ဓာရည်စွမ်းတွေကလည်းပုံမြင့်လာတာပဲဖြစ်ပါတယ်။ဒါပြင်တတလောကကြီးမှာဘယ်သူမှပိုမရှိပါဘူး။ဘလောက်ပဲအင်အားကြီးတဲ့ကောင်ပဲဖြစ်ဖြစ်သူ့ကိုပြန်နိုင်တဲ့သားရဲကတော့ရှိကြစမြဲပါပဲ။ဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲ။အဆုံးထိကြည့်ပေးခဲ့တဲ့တယောက်ချင်းစီတိုင်းကိုကျေးဇူးအထူးပဲတင်ရှိပါတယ်ခင်ဗျာ။